တွဲတွေ social media ပေါ်မှာကပ်ပဲပုံပေါ့နော်စုံတွဲပုံတင်တာနဲ့ပတ်သက်ပြီးတော့အေးအနေနဲ့ sharing လေးတစ်ခုလုပ်ပေးချင်တယ်အဲ့ဒါကဘာလဲဆိုတော့တချို့စုံတွဲတွေကကောင်းမလေးဘက်ကပဲတင်နေရတာကောင်းလေးဘောလေးဝင်ကြည့်လိုက်ဘာမှမရှိဘူးအဲ့လိုပဲတချို့ကောင်းလေးတွေကလည်းသူတို့ပဲတင်နေရအဲ့ဒီသူတို့နဲ့သက်ဆိုင်တဲ့ကောင်မလေးတွေဝင်ကြည့်လိုက်သူတို့ဘောလေးဝင်ကြည့်လိုက်ဘာမှမရှိနေဘူးဆိုတော့ပြောချင်တာကစုံတွဲဆိုမှတော့ပုံတင်နေဆိုရင်လည်းနှစ်ယောက်ညှိပြီးတော့အပြန်အလှန်တင်တာကပို့ပြီးတော့ကြည့်လို့ကောင်းတယ်ပေါ့နော်အဲ့လိုကိုကကြီးပဲတင်နေရတာမျိုးကိုကကြီးပဲသူနဲ့ပတ်သက်ပြီးတော့ social media ပေါ်မှာချပြတယ်ချစ်ချောင်းတွေပြောပြတာမျိုးက fair မဖြစ်ဘူးပေါ့နော်ဆိုတော့ပြောချင်တာကဘာလဲဆိုတော့တစ်ခါတလေမှာမတင်နဲ့အိမ်ကမကြိုက်ဘူးအမေတွေ့ရင်အဆင်မပြေဘူးအိမ်ကအမျိုးတွေတွေ့မှာဆိုလို့အကိုတွေတွေ့မှာဆိုလို့ blah 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 reason တွေအများကြီးဒါရွတ်သွားမယုံနဲ့သူတို့မှာ reason တွေရှိနေလိမ့်မယ်ဘာလို့ပုံမတင်တာလဲဘာလို့စုံလွဲပုံသူတို့ wall ထဲမှာမတင်တာလဲဆိုတာ ਨੇ ပတ်သက်ပြီးတော့သူတို့မှာ reason တွေရှိနေလိမ့်မယ်ဒါဆိုရှင်းရှင်းလေးပဲကိုလည်းမတင်နဲ့သူနဲ့တွဲနေတာကိုမိုင်ဒေးလေးမှာဖြစ်ဖြစ်နည်းနည်းပါးပါပြလိုက်ရင်ရပြီပြောမယ်ဆို social media ဆိုတာလူတွေအကုန်လုံးကသုံးနေကြတာဒီခေတ်ကြီးမှာဆိုပို့ဆိုးတွေကျမတို့ invitation တွေဖိတ်ရင်တော့မှဒီ social media ဒီ Facebook တို့ TikTok တို့ကနေပဲသွားကြတာဟုတ်တယ်မလားတအိမ်နဲ့တအိမ်တကူးတကရဲ့အရင်ခေတ်ကလို့သွားလဲတာမျိုးတွေမရှိတော့ဘူးဒီ social media နဲ့ပဲတယောက်နဲ့တယောက် connection မိအောင်အချိတ်ဆက်လုပ်ပြီးတော့ communication ဖြစ်အောင်စကားတွေပြောနေကြတယ်အကြောင်းမို့ social media ကိုအထင်သေးလို့မရဘူးကိုယ့်ရဲ့ wall ထဲမှာဒီတယောက်နဲ့တွဲလဲပုံတင်ဟိုတယောက်နဲ့တွဲလဲပုံတင်နောက်ဆုံးတွဲတယောက်ပြီးတယောက်နဲ့တွဲတိုင်းပုံတွေတင်တယ်ကိုယ့်ရဲ့ wall ကအမိုက်ပုံမဟုတ်ဘူးเนาะကိုယ့်ရဲ့ wall ဆိုကိုယ့်ရဲ့အိမ်တရနဲ့တန်တန်ရှင်းရှင်းဖြစ်နေဖို့လိုတယ်။ Okay ကိုတွဲနေတဲ့ကောင်လေးကောင်မလေးကသူကသူ့အိမ်ကတိမာဆိုလို့ဒီလိုတင်နိုင်မကြက်ဘူးဆိုကိုလည်းတင်စရာအကြောင်းမရှိဘူးမတင်နဲ့။အခုယူပြီးသွားတဲ့လင်မယားတွေတောင်မှဒီလောက်ကွဲနေကြတာကွယ်။သမီးစားခစ်ဆိုတာကျမတို့တွေးကြည့်စရာမလိုဘူး။အရန်ကိုထိရှလွယ်တဲ့ခစ်ပြက်လွယ်တဲ့ခစ်ကြီးမှာကွာ။ဒါကြောင့်နှစ်ယောက်လုံးအရင်ဆုံးညှိပါ။ Okay သူတင်ကိုလည်းတင်မယ်။ဟုတ်တယ်မလားโอเคကိုဘက်ကတင်လို့အဆင်မပြေဘူးတခြားအကြောင်းပြချက်တွေရှိတယ်သူဘက်ကလည်းအကြောင်းပြတယ်ရှင်တင်စရာမလိုဘူးတီလိုကြီးပုံနေကပဲပုံတင်မှဘယ်လိုမဲချစ်တာကိုပြတာမဟုတ်ဘူးအဓိကတကယ်လက်တွေ့မှာသူရဲ့ကိုရဲ့ကအချင်းချင်းပေါ့နော်နားလည်မှုတွေရှေ့ဆက်ပြီးတော့အတူတူသွားတဲ့ညမှာဘာတွေအဆင်မပြေဖြစ်မလဲဒါတွေကိုညှိနှိုင်းပြီးမှသွားကြတာကပို့ပြီးတော့အဆင်ပြေတယ်ဒီ social media မှာပုံလေးတင်ပြလိုက်လို့ဒီကောင်မလေးကကိုနဲ့ရမယ်ဒီကောင်လေးကကိုနဲ့ရမယ်ဆိုတာကျမတို့မမြင်ရဘူးကျမတို့ရဲ့ကန်ထမာကိုဆိုတော့ကိုယ့်ရဲ့ social media ကိုယ့်ရဲ့ wall ကိုအမိုက်ပုံအဖြစ်မခံနဲ့ဟိုကပ်ပဲပုံတင်လို့အမိုက်ပုံဖြစ်တယ်ပြောတာမဟုတ်ဘူးเนาะအမိုက်ပုံလို့ပြောချင်တာကဘယ်လိုမျိုးလဲဆိုတော့ဒီတယောက်နဲ့တွဲလဲပုံတင်တယ်ဟိုတယောက်နဲ့တွဲလဲပုံတင်တယ်ဘယ်လိုပြောမလဲအဲ့ဒါကြီးကတော့အဆင်မပြေဘူးကွာကြည့်ရတဲ့တခါလေးကျမတို့တငယ်ချင်းတွေမှာလည်းရှိရပေါ့နော်ဒီကောင်မလေးနဲ့တွဲလဲတင်တယ်မကြောက်နောက်တစ်ယောက်လည်းအဲ့လိုပဲ official တွေပဲ always official ပဲချပြတယ်ဆိုတော့ကြည့်ရဟာဒါရဘာကြီးလဲဆိုပြီးကိုယ့်ရဲ့စိတ်ထဲမှာတော့တွေးမိတယ်ပေါ့ကွာဒါနဲ့ကွာ judge လုပ်မိတယ်သူတို့ကိုသွားပြီးတော့တော့ဘာလဲဆိုရယ်စိတ်ဝင်မိတယ်ကွာဒီကပ်ပဲပုံလေးတင်ရင်လည်းသူလဲတင်တယ်ကိုလဲတင်တယ်ဆိုတာ fair ဖြစ်တယ်ကြည့်တယောက်နဲ့တယောက်ကအပြန်အလှန်ရှိမှเนาะ21ရာစုခေတ်ကြီးကျမတို့ခေတ်မှာကအဲ့လိုမဟုတ်ဘူး give and take ပဲသူတရားပင်ကိုလည်းတရားပေးမယ်ဟုတ်တယ်မလားသူတရားရခံတော့ကိုယ့်ဘော်ကျူဆိုင်ကိုလည်းတရားရခံတော့ကိုယ့်ဘော်ကျူဆိုင်ပြီးမယ်အဲ့လိုမှမဟုတ်ကျမတို့ relationship မှာကိုကြီးပဲခံနေရတဲ့အပိုင်းတွေများလိမ့်မယ်ဒါကြောင့်မလို့ပေါ့နော်ဒီပုံတင်တာနဲ့ပတ်သက်ပြီးတော့ပဲနောက်ထပ်ဒီ social media မှာချပြတဲ့အရာတွေနဲ့ပတ်သက်ပြီးတော့ဒီအရာလေးကို share လုပ်ပေးချင်ပါတယ် social media wall ဆိုတော့ကိုယ့်ရဲ့အိမ်ပဲဆိုတော့တန့်ရှင်းနေရမယ်ဘယ်လိုပြောမလဲရှုပ်ရှက်စရာတွေအများကြီးမရှိရဘူးအဓိကလူတွေက social media ရဲ့ပုံတွေကိုကြည့်ပြီးတော့ judge လုပ်လာကြပြီဒါကြောင့်မလို့ပေါ့နော်ဆင်ချင်စေချင်တယ်တစ်ဖက်သက်ကြီးပဲတည်ရမလားဟာကောင်မလေးကဘာမှမတင်ဘူးကောင်လေးကပဲအတကုံတင်ကောင်မလေးနဲ့ပတ်သက်ပြီးကောင်မလေးဝေါ်လေးဝင်ကြည့်လိုက်ဘာမှမရှိဘူးအဲ့တော့ရည်စရာကြီးဖြစ်မနေဘူးလားဆိုတော့ရည်စရာဖြစ်အောင်မလုပ်ပါနဲ့အစကတည်းကမတင်ဘူးဆိုတော့ဘာမှမတင်နဲ့ဥမာမိုင်ဒေးလေးမှာကောင်မလေးနဲ့သွားနေတဲ့ပုံလေးတော့ဘာလို့တင်တာပြဿနာမရှိဘူးဒီတော့ကို့အနေနဲ့လည်းမကောင်းဘူးဆိုတော့ तू မကြိုက်ရင်ကိုလည်းမတင်ဘူးဟုတ်တယ်မလားကိုအဆင်မပြေရင် तू လည်းမတင်ဘူးဒါအစကတည်းကညှိထားတာပို့ပြီးတော့အဆင်ပြေရပေါ့နော်နောက်တစ်ခုကအမြဲတမ်းဘယ်တယောက်နဲ့တွေ့အမြဲတမ်း official ချပြနေတယ်အမြဲတမ်းတင်နေတာကြီးကိုလည်းဆင်ကျင်စေချင်တယ်ဒါကြီးကဘယ်လိုပြောမလဲကြည့်လို့မကောင်းဘူးအမိုက်ပုံနဲ့တူသွားပြီကိုယ့်ရဲ့ဘောကသိရမလားဟာဒီကောင်ကဘာကြီးလဲဒီကောင်မလေးကဘာကြီးလဲအမြဲတမ်းဒါကြီးပဲဟိုဖြစ်နေရပဲတိတာတိစီမမြင်စေနဲ့ဆိုတဲ့စကားကိုအမြဲတမ်းမှတ်ထားပါလို့အင်းအနေနဲ့ဒီနေရာလေးကနေ sharing လုပ်ပေးချင်ပါတယ်